ဒီအရာတွေဟာကျွန်တော်ဘဝမှာလက်တွေ့အသုံးချနိုင်လိမ့်မယ်လို့နည်းနည်းလေးတောင်မျှော်လင့်ချက်မရှိခဲ့ပါဘူးဒါပေမဲ့10နှစ်အကြာပထမဆုံး Macintosh ကွန်ပျူတာကိုဒီဇိုင်းဆွဲတဲ့အခါအဲ့ဒီအရာတွေအားလုံးကျွန်တော်စီပြန်ရောက်လာပြီးအဲ့ဒါတွေကို Mac ထဲမှာထည့်သွင်းဒီဇိုင်းဆွဲခဲ့ပါတယ်အဲ့ဒါဟာလှပတဲ့စာလုံးပုံစံတွေပါတဲ့ပထမဆုံးကွန်ပျူတာဖြစ်လာခဲ့ပါတယ်အကယ်၍ကျွန်တော်ဒါကောလိပ်မှာအဲ့ဒီဘာသာရပ်တစ်ခုကိုမတက်ခဲ့ဘူးဆိုရင် Mac မှာစာလုံးပုံစံမျိုးဒါမှမဟုတ်တချို့ကြအကွာဝေးရှိတဲ့စာလုံးစနစ်တွေရှိလာမှာမဟုတ်ပါဘူးပြီးတော့ Windows ကလည်း Mac ကိုပဲကူးချခဲ့တာဆိုတော့ကိုယ်ပိုင်ကွန်ပျူတာဖေးတွေမှာဒီလိုစာလုံးမျိုးတွေရှိလာဖို့မလွယ်ပါဘူးအကယ်၍ကျွန်တော်ဒါကြောင်းမထွက်ခဲ့ရင်အဲ့ဒီလက်ရေးလတန်းကိုတက်ဖြစ်မှာမဟုတ်ပါဘူးကိုယ်ပိုင်ကွန်ပျူတာတွေမှာလည်းအခုလိုလှပတဲ့စာလုံးပုံစံတွေရှိလာမှာမဟုတ်ပါဘူးဒါပေါ့ကျွန်တော်ကောလိပ်တက်နေတုန်းကတော့ဒီအဆက်ပြောက်တွေကိုရှေ့ကိုမျှော်ကြည့်ပြီးဆက်ဆက်ဖို့ဆိုတာမဖြစ်နိုင်ခဲ့ပါဘူးဒါပေမဲ့10နှစ်အကြာမှာနောက်ကျောင်းပြန်ကြည့်တဲ့အခါမှာတော့အားလုံးဟာအလွန်ကိုရှင်းလင်းနေခဲ့ပါတယ်ထပ်ပြောပါမယ်တင်ဟာအဆက်ပြောက်တွေကိုရှေ့ကိုမျှော်ကြည့်ပြီးဆက်ဆက်လို့မရပါဘူးနောက်ကျောင်းပြန်ကြည့်တဲ့အခါမှသာဆက်ဆက်လို့ရတာပါဒါကြောင့်အဲ့ဒီအဆက်ပြောက်တွေဟာတင်ရဲ့အနာဂတ်မှာတနည်းနည်းနဲ့ဆက်ဆက်သွားလိမ့်မယ်လို့တင်ယုံကြည်ထားရပါမယ်တင်ရဲ့ဗီဇကံကြမ္မာဘဝကံတရားဘာကိုပဲဖြစ်ဖြစ်တင်တစ်ခုခုကိုယုံကြည်ရပါမယ်ဘာကြောင့်လဲဆိုတော့အနာဂတ်မှာအဆက်ပြောက်တွေဆက်ဆက်သွားလိမ့်မယ်လို့ယုံကြည်ခြင်းဟာတင်ရဲ့နှလုံးသားနောက်ကိုလိုက်ဖို့ယုံကြည်ချက်ပေးပါလိမ့်မယ်အဲ့ဒီလမ်းကြောင်းဟာလူသွားများတဲ့လမ်းမဟုတ်ရင်တောင်မှပေါ့အဲ့ဒီယုံကြည်ချက်ကပဲအရာအလုံးကိုထူးခြားပြောင်းလဲသွားစေမှာပါ